你ပြန်တို့ပေး နေရလေပတ်စံနဲ့ပတ်တဲ့လေကိုချင်းစာတရားကောမရှိ မိမလေးမတော်ဘူး နေပြန်တို့မပေးနိုင်ဆိုနောက်နေ့ကျရင်တပန်းချင်းစီပြောင်းသွားမှာနော်စဉ်းစား ကျေလာကြတော့ပန်းဒီကတော်ဒီငကမောက်တီကြောင်ချာပြီးကြောင်ချတော့ဒီမပါဘူး မင်းကလည်းမပါလာတယ်လေအော်နေ ဝဲမဝင်တော့ ဒီနေ့မှချစ်သူဖြစ်တာလေချက်ချင်းရတော့ဟိုမတင်တော့ဘူးလားလို့ ဘာပြောနေရလဲ ဘာမှလည်းမဝရသေးဘူးဒီမှာဝဲစေးကြီးတယ် ဟာဦးလေးနဲ့ချိန်ထားသေးရဲ့ ဒီမှာဦးလေးနဲ့ချိန်ထားတယ် အမနဲ့ပဲ ငါပစ္စည်းတွေမှားသွားပြီအဲ့ကောင်မလေးဘာမှလည်းအခုပြော ။အော်ဒါမှကုတူမကူမေးရောပေါ့ အဲ့ဒါငါဖောက်တယ် ။ဟုတ်တယ်လို့ तू ကဘာရောက်တာ ဆရာခင်ဗျားဗျာနှင်းကင်းကြောင်တော်ကြီးနဲ့မူးယူနေ ကျွန်တော်ဂျပန်ကပြန်လာတာဂျပန်ရဲ့ရာသီဥတုနဲ့လိုက်ဖက်တဲ့မျက်နှာလေးဖြစ်နေတာလေကိုကြီးကြီး ဘာလဲနိုင်မင်းထော ကိုကြီးကြီးဆိုဂျပန်လို့တောင်းစားလို့ဆဲ အမေနည်းနည်းများနေပြီနော်အဖေရိုးရိုး မိမတို့သာသစ္စာပြက်ပြက်ပဲဖဲတော့ဘယ်တော့မှသစ္စာပြက်ဘူး တခေါ်ဖေးတခေါ် 你给我吵啥要的？慢点。 ဒီကငါ့အိမ်မှာဖဲမြိုင်နေတော့ငါပြောထားတာလေအမှတ်မရှိဘူးလား 你看没嘛不能我记你啊！啊！ ဒီပစ္စကငါမိန်းမလို့ဘယ်တော့မှမပြောနဲ့ 不要俺超级，俺超级。ကိုကလည်းရုပ်ချောပြီးတော့တီကြီးခံချပြီမယ်ရင်မတော့မပန်းဘူးပါဘူးကျင်းချင်းကလက်နဲ့ဦးဖြစ်နေလက်ဖြစ်တော့မင်းလည်းရပြောင်းမင်းကွာ အိမ်ထဲမှာဟိုသလောင်းစားအင်ကြီးရှိလဲထားလိုက် တော်ပါမလား ဘာလို့မတော်ရမှာလဲနေရလဲမစွတ်ရသေးဘူးမတော်တာအရင်နင်းနဲ့ငမိုးနဲ့တဆိုင်သေးတယ်နင်းကနည်းနည်းလေးပဲပို့ရှိလားစွတ် ဖြစ်နေတဲ့ကောင်မ你也想不起了了 ရေ今天摔好了你这都骗人吧那个是那个啊 ဘာလို့ပြောနေရလဲဘာလို့ပြောနေရလဲ 你在走的 နိုင်မင်းတို့ခိုးလာတဲ့ကောင်မဆိုတာနင်းလားကိုလို့ပြောနေတာဒီနေ့ဖိုင်ဝါဆွဲတဲ့ဖွဲလုံးနဲ့တယောက်ဆွဲတယ် ဒါဆိုကျုံး ဦးလေးကားပြက်တယ်ဆိုဖင်းရတော့ပြက်တာ 不是骗人的吗？我。 ဟမ်